ကဲဒီကနေ့မှာဆိုရင်တော့ကျွန်တော်တို့ဧပြီလ10ရက်နေ့မနက်အစောပိုင်းတနင်္ဂနွေခွဲမှာရှင်မြန်ကစားမဲ့ကျွန်တော်တို့ကွာတာဖိုင်နယ်ရဲ့ပထမအကြော့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘာစီလိုနာနဲ့ဒေါ်မွန်တို့ရဲ့ပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ပွဲကြိုသုံးသက်ချက်လေးလုပ်လိုက်ရအောင်ကဲတော့ဒီပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ကြည့်ရမယ်ဆိုရင်တော့ဒီနှစ်တင်းကကျွန်တော်တို့ချန်ပီယံလိအစဒါပွဲစဉ်တွေမှာတော့ဆိုရင်လည်းဒါဒေါ်မွန်နဲ့ဘာစီလိုနာတစ်ချိန်တွေးခဲ့သေးတယ်ပွဲစဉ်တော့ဆိုရင်တော့ကျွန်တော်တို့2-3ဆိုတဲ့ရလက်နဲ့ပဲဒါဘာစီလိုနာကတော့အနာယူနိုင်ခဲ့တယ်အဲ့တော့ဒီပွဲစဉ်ကကျွန်တော်တို့တဖြည်းဖြည်းနဲ့ဒါကွာတာဖိုင်နယ်ကိုရောက်ရှိလာခဲ့ပြီးဒါဂျားထဲမှာဖြတ်တန်းလာခဲ့တဲ့ဒါပွဲစဉ်တွေအနေထားတွေမှာကြည့်မယ်ဆိုရင်လည်းဒေါ်မွန်အနေနဲ့ဆိုရင်တော့အဲ့လောက်ကြီးတော့ခက်ခဲခဲ့တဲ့ဒါပွဲစဉ်တွေလို့တော့ပြောလို့မရဘူးဒီချန်ပီယံလိဒါပွဲစဉ်တစ်လျှောက်မှာပေါ့နော်ဒေါ်မွန်အနေနဲ့ဆိုရင်လည်းဒီချန်ပီယံလိပြိုင်ပွဲတွေမှာ1-8မဝင်တဲ့အတွက်ကြောင့်မလို့6ကနေပြီးတော့အဆင့်6ကနေပြီးတော့24အတွင်းမှာဆိုရင်တော့ကျွန်တော်ဒီ16အသင်းအဆင့်ဖြစ်အဲ့လိုမျိုးပုံစံမျိုးပြန်ပြီးတော့ကန်ခဲ့ရတဲ့အတွက်ကြောင့်မလို့ပွဲစဉ်မှာဆိုရင်တော့ဒေါ်မွန်ကဒါလိုင်းလီနဲ့ကစားခဲ့ရပြီးတော့လိုင်းလီကိုအနိုင်ရပြီးတော့ကျွန်တော်ဒီကွာတာဖိုင်နယ်ကိုတက်လာခဲ့တယ်ဘာစီလိုနာအသင်းကတော့ကျွန်တော်တို့ချန်ပီယံလိမှာပဲဖြစ်ဖြစ်ဒီလာလီဂါမှာပဲဖြစ်ဖြစ်သူ့အနေနဲ့ဆိုရင်လုံးဝဒီယာဒီမှာကမယုံနိုင်စရာတွေကြီးပဲအများကြီးလုံးပြနေတဲ့အသင်းတွေချင်းဆိုချန်ပီယံလိမှာဆိုရင်လည်းဘာစီလိုနာအနေနဲ့ဒါအဆင့်နဲ့ပြီးခဲ့တယ် ACC 1-8ဝင်ခဲ့တဲ့အတွက်ကြောင့်မလို့ချန်ပီယံလိဒီ16အသင်းအဆင့်မှာပဲ ACC ဒါထိုင်ဆောင်နေခဲ့ရတယ်အဲ့တော့အခုဒီကွာတာဖိုင်နယ်ကိုတော့ရောက်ရှိလာခဲ့ပြီပေါ့နော်အဲ့တော့ဘာစီလိုနာနဲ့ဒေါ်မွန်ဒီတိုင်းရိုးလေးရှင်ကြည့်လိုက်မယ်ဆိုရင်ဒေါ်မွန်အနေနဲ့ဘာစီလိုနာကိုဘလို့မှအိမ်ခွဲမှာရှင်ပြီးတော့ကစားဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့ကိစ္စတခုလို့တော့ကျွန်တော်တို့ပြောချင်တယ်အဲ့တော့ဘာစီလိုနာကိုရှင်ပြီးတော့ကစားနိုင်တဲ့အသင်းဆိုတာလေကျွန်တော်ဒီလက်ရှိဒီယာဒီမှာရီယယ်မက်ဒရစ်တောင်ရီယယ်မက်ဒရစ်လည်းမလွယ်ဘူးမန်စီးတီးလည်းမလွယ်ဘူးဒီယာဒီမှာဘာစီလိုနာကိုရှင်နိုင်တဲ့အသင်းကဘိုင်ယန်မြူးနစ်ဗျာဘိုင်ယန်မြူးနစ်ရှင်ပြီးတော့ကစားကောင်းကစားနိုင်တယ်ဒါပေမဲ့ဘာစီလိုနာကိုနိုင်ဖို့ကတော့တော်တော်လေးခက်ခဲလို့တော့ကျွန်တော်တို့ထင်တယ်ဘာလို့ဆိုတော့ဒီလက်ရှိဒီယာဒီမှာဘာစီလိုနာရဲ့ဒီဖောင်ဘာစီလိုနာရဲ့ဒီကစားသမားတစ်ယောက်ချင်းစီတိုင်းရဲ့ individual skill တွေကတကယ်ကိုအခြားတင်းနေနဲ့ရှင်ကြည့်မယ်ဆိုရင်အများကြီးတာလွန်ကောင်းမွန်နေရတော့ကျွန်တော်တို့တွေ့ရတယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်ကတော့ဘာစီနဲ့ဒေါ်မွန်ဆိုရင်ကျွန်တော်တို့ဘာစီကိုပဲရွေးချယ်မိမှာတော့အမှန်ပဲအဲ့တော့ဒါဂိုးများသွားမလားနည်းသွားမလားဆိုတော့ဘာစီလိုနာအခုတရှိဘာစီလိုနာအိမ်ခွင်းမှာကစားမဲ့ပွဲစဉ်လည်းဖြစ်တယ်နောက်ပြီးတော့အဝေးခွင်းကြရင်ကျွန်တော်တို့ဒေါ်မွန်ကိုဘာစီလိုနာအနေနဲ့ ACC လေးပဲကစားခြင်းတဲ့အတွက်ကြောင့်မလို့ဘာစီလိုနာအနေနဲ့အခုလက်ရှိဒီအိမ်ခွင်းကစားမဲ့ပွဲစဉ်မှာဒေါ်မွန်တေချာပေါက်ကျွန်တော်တို့ဂိုးတွေရရင်ရတယ်လို့တွင်းမဲ့ပွဲချင်းတစ်ခုလို့တော့ကျွန်တော်တို့မြင်တယ်နောက်တစ်ခုရှိတာကဘာစီလိုနာအနေနဲ့ဒီဒေါ်မွန်နဲ့မကစားခင်ဒီရှေ့ကလာလီဂါပွဲချင်းဖြစ်တဲ့ Real Betis နဲ့ပွဲချင်းမှာတော့ဆိုရင်လည်းဒီကွင်းလေကစားသမားတွေကိုဒါစောစီးစီးဒါလူသိမ်းခဲ့တဲ့အနေအထားတွေလည်းတွေ့သလိုဒါတိုက်စစ်ပိုင်းမှာကြည့်မယ်ဆိုရင်လည်း Ferran Torres တို့ဘာလို့ကျွန်တော်တို့ဒီပွဲကစား58မိနစ်ကလေးသိမ်းထားတယ်ဆိုတော့ဒီဒေါ်မွန်နဲ့ပွဲချင်းမှာ Ferran Torres တို့ဘာလို့ဒါအထောင်ထားပြီးတော့ပဲဒါပွဲထွက်လာဖို့ရှိရလို့တော့ကျွန်တော်တို့မြင်တယ်အဲ့တော့ဘာစီလိုနာရဲ့ကျွန်တော်ဒီဒေါ်မွန်နဲ့ပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ထွက်လာဖို့ဖြစ်နိုင်ခြေအရှိဆုံး line လေးကိုတစ်ချက်လောက်ဒါစဉ်းစားကြည့်လိုက်ရအောင်အဲ့တော့ကျွန်တော်ဂိုးသမားနေရာမှာဆိုရင်တော့ဂိုးသမားဆက်စနီဒါအပြောင်းလဲမရှိဒီဂိုးသမားကိုပဲသုံးလာမယ်ဒါနောက်တစ်ပိုင်းမှာဆိုရင်လည်းကွန်တေအာဂျိုကလည်းပြန်ပြီးတော့တက်တာလာခဲ့တဲ့အနေအထားဆိုတော့ကွန်တေအာဂျိုကူပါစီဒီ၃ယောက်ကတော်တော်လေးအတွဲဖက်လဲညီတယ်လို့ဒီဘက်ကဘလိတ်ကလည်း attacking ဘိုင်းမှာတော်တော်လေးအားထားရတဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့တဲ့အတွက်ကြောင့်မို့နောက်တန်းပိုင်းကတော့လုံးဝအပြောင်းလဲမရှိဒီတိုင်းပဲထွက်လာဖို့များတယ်အဲ့တော့ကွင်းလယ်ပိုင်းကိုတစ်ချက်လောက်ကြည့်လာကွင်းလယ်ပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ဒါဘက်ထရီနဲ့ဒီကြောင်နဲ့ရှိတယ်ဘက်ထရီကလည်းကျွန်တော်တို့ပွဲတင်တော့ပွဲချိန်85မိနစ်ကလေးအတိုင်းပဲနားခဲ့ရတယ်ဒီကြောင်လည်းကျွန်တော်တို့ဒါ58မိနစ်ကလေးအတိုင်းပဲဟန်စီဖလစ်အနေနဲ့အနားပေးထားခဲ့တာဆိုတော့ကျွန်တော်ထင်တယ်ကျွန်တော်တို့ဒါဘက်ထရီနဲ့ဒီကြောင်ပဲထပ်ပြီးတော့ပွဲထုတ်လာမယ်လို့တော့ကျွန်တော်တို့မြင်တယ်ကျွန်တော်ဒီနယ်ရိုနံပါတ်10နေရာမှာဆိုရင်တော့ဂါဘီနဲ့ပဲကျွန်တော်ဒီဝင်းဘက်တွေမှာဆိုရင်တော့ရမယ်ရာဖင်ညာအထောင်ကတော့ဖိုင်တိုရက်နဲ့ပဲပွဲထွက်လာဖို့ရှိရလို့တော့ကျွန်တော်တို့မြင်တယ်အဲ့တော့ဒေါ်မွန်အသင်းဘက်ကိုကြည့်မယ်ဆိုရင်လည်းဒေါ်မွန်အသင်းကအခုနောက်ဆုံးရှင်ပြိုင်ခဲ့ရတဲ့ကျွန်တော်ဒီ Frying Pan နဲ့အဝေးကွင်းပွဲစဉ်မှာဆိုရင်တော့ဒေါ်မွန်က1-4ဆိုတဲ့ရလက်လေးနဲ့တော့ဒါအနိုင်ယူထားနိုင်ခဲ့တယ်ဒေါ်မွန်အသင်းအနေနဲ့ကြည့်လိုက်မယ်ဆိုရင်တော့ပွဲစဉ်တော့ဒါရှိတဲ့လူစင်းကိုတော့အကုန်သုံးသွားတယ်လို့တော့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီ Servicer တို့တပြည့်အားထားရတဲ့ကစားသမားတချို့ကတော့ injury ဖြစ်နေရဆိုတော့ဘာစီလိုနာကိုအခုလက်ရှိအခြေအနေနဲ့ဒေါ်မွန်အနေနဲ့ကောင်းကောင်းကြီးရှင်ပြီးတော့ကစားဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့ကိစ္စတခုလို့တော့ကျွန်တော်နောက်ပြီးတော့ဘာစီလိုနာရဲ့ကစားကွက်ဘာစီလိုနာရဲ့ဒီတိုးအားရုံးအားတွေကတော်တော်လေးမြန်တဲ့အနေအထားမှာကျွန်တော်တို့ဒီပွဲစဉ်မှာဘာစီလိုနာကိုတော်တော်လေးကြိုက်ပါတယ်အဲ့တော့ပရိသတ်တွေအနေနဲ့ဆိုရင်ရောဧပြီလ10ရက်နေ့မနေ့အစောပိုင်းတနင်္ဂနွေခွဲမှာရှင်မြန်ကစားမဲ့ကျွန်တော်ဒီကွာတာဖိုင်နယ်ပထမအကြော့ပွဲစဉ်လေးတစ်ပွဲဖြစ်တယ်ဘာစီလိုနာနဲ့ဒေါ်မွန်တို့ရဲ့ပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ကြလဲဒီပွဲစဉ်မှာဆိုရင်ကျွန်တော်ဘယ်အသင်းကအနိုင်ရလက်ကိုဥဆောင်သွားမယ်လို့ထင်ကြလဲကွန်မန့်မှာတစ်ချက်လောက်ဆွေးနွေးပေးသွားကြပါဦးMM Media ကိုဆုံးဖြတ်ကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်အားကစားသတင်းအစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော် MM Media ရဲ့ Facebook YouTube TikTok တို့ကို like and subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဘောလုံးပွဲထားရလိုက်ကြည့်ရှုခြင်းတဲ့ပရိသတ်များအနေနဲ့ www.mm.stream မှာလည်းအခမဲ့ထားရလိုက်ဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြောင်းသတင်းကောင်းပါရနဲ့နောက်စီဇန်တွေမှာပြန်လည်ဆုံတွေ့ကြရမယ်ကျွန်တော်တို့အစဉ်တင်ဆက်သူဖပါလေးပဲဖြစ်ပါတယ်